အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့လေခွန်ထွေရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ view point တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့သွားကြည့်လိုက်ရအောင်ကမ်းခြေဘေးကနေပြီးတော့တောင်ကိုဘောလန်းလျှောက်ပြီးတက်သွားတာမျိုးလို့ရေကူးချင်တဲ့လူဆိုလည်းရေကူးလို့ရပါတယ်ဒါပေမဲ့လာရောက်တဲ့တော်တော်များများတော့ရေကူးဖို့ထွက်လာတာမဟုတ်ပါဘူးတပုံလလာလေးရိုက်ဖို့ထွက်လာတာဖြစ်ပါတယ်ရှုခင်းတွေကလာပါတဲ့အတွက်ကြောင့်မလို့တပုံရင်လို့ကောင်း